ခမညာတင်နေပေါ်ဖြီးနေတဲ့ယထာကိုစီးဘူးလားမင်္ဂလာပါ season 4ရဲ့တတိယမတိုင်စရီလန်ကာပါဒီကျွန်းနိုင်ငံလေးကို Serendipity လို့တင်စားကြတယ်တော်အုပ်လေကောင်းကကိုကွေးတရားကြီး Nine Arch Bridge က Ghibli ကားတဲ့ကအတိုင်းပဲဒီမှာကနေရာတိုင်းအစင်းညောင်လွှမ်းမိုးနေတယ်စီလုံးလက်ပတ်6ရက်မွေးရမည်လေမြူကိုတွေချားမှာတောက်ရတဲ့လက်ဖက်ရည်တစ်ခွက်ကအမောပြေစီတယ်ဒါပေမဲ့စရီလန်ကာကလက်ဖက်ခင်ကြီးချင်းပဲမဟုတ်ဘူးစီကီရီယာမိုးပေါ်ကနန်းတော်ဟောင်းစီတက်ကြမယ်တောင်ထိပ်ပြောင်ရင်တော့ဘရင်တဘာလို့ခံစားရလိမ့်မယ်ဒီကျွန်းမှာလူနဲ့တဘာဝတရားကတသားတည်းကြာနေတယ်စင်းကြီးလေးလမ်းမပေါ်ရောက်သွားတာမြင်ဘူးလားတောင်ပေါ်ကနေဆင်းလာရင်တော့အိန္ဒိယသမုဒ္ဒရာကြီးကစီးကြိုနေမယ် Gulf Fort ပေါ်တူဂီခေတ်ကကြံရစ်ခဲ့တဲ့မြို့ဟောင်းလီပင်လယ်ထဲကတိုင်ဒီပေါ်ထိုင်ပြီးငားများတဲ့မြင်ကွင်းကပကြီကားလိုပဲအိန္ဒိယရဲ့ပူလောင်မှုတွေပြီးတော့ဒီနေရာကစုလာပါတစ်ခုလိုပါပဲစရီလန်ကာကတိတ်ကိုအေးချမ်းမှုအစစ်ပေးဆွမ်းနိုင်တယ် Season 4 season ကတဖြည်းဖြည်းပိုနဲ့ရှင်လာပါပြီနောက်ထပ်ပဲကျွန်းကိုဆက်သွားမလဲတိချင်း subscribe လုပ်ထားနော်